အလွယ်ကူဆုံးတောင်းပန်တဲ့နေရာတော့ I'm sorry ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ဝမ်းနေပါတယ်ပေါ့စင်မြင့်မြင့်လေးမှန်မှန်ကန်ကန်လေးနဲ့ဘယ်လိုပြောကြမလဲအရင်ဆုံးသိထားမယ့်စကားလုံးက apologize သူက buff ဖြစ်ပါတယ်တောင်းပန်နေဆိုတဲ့အဓိပ္ပာယ်ပါဥပမာဟောသူစာကိုတောင်းပန်ခြင်း to နဲ့တွဲသုံးတယ်เนาะအဲ့တော့ I apologize to the သူစာI apologize တော့သူစားအဲ့လိုမျိုးပြောလို့မရဘူး buff တွေမှာဆိုရင် transitive buff intransitive buff ဆိုတာရှိရယ် intransitive buff ဖြစ်တဲ့အတွက် buff နဲ့ object နဲ့ခါရဲတန်းပြီးသုံးလို့မရဘူးဂျားထဲမှာ preposition တစ်ခုခံပြီးရတယ်ပေါ့နော် I apologize to my father ကျွန်တော်အဖေကိုတောင်းပန်ပါတယ်ကျွန်တော်အားလုံးကိုတောင်းပန်ပါတယ် I apologize to everyone ဘာအတွက်တောင်းပန်ချင်တာလဲဆိုတဲ့အခါမှာfor နဲ့တွဲသုံးတယ်ဒီ for ရဲ့နောက်မှာကျတော့ noun လိုက်တာကျွန်တော်ရဲ့အမှားတွေအတွက်ကျွန်တော်တောင်းပန်ပါတယ်I apologize for my mistakes ကျွန်တော်ရဲ့ရိုင်းပြမှုအတွက်တောင်းပန်ပါတယ် I apologize for my rudeness နောက်ကျခြင်းအတွက်တောင်းပန်ပါတယ် I apologize for being late late ဒီ adjective ဖြစ်တဲ့ဒီ for ရဲ့နောက်မှာတန်းပြီးထည့်လို့မရဘူး for gerund ဖြစ်တဲ့ being ကိုကြားခံထည့်ပေးရကျွန်တော်ရဲ့နောက်ကျခြင်းအတွက်အားလုံးကိုတောင်းပန်ပါတယ် I apologize for being late to everyone ကျွန်တော်ရဲ့ရိုင်းပြမှုအတွက်ဆရာမကိုတောင်းပန်ပါတယ်ဆိုလို့ရှိရင် I apologize to my teacher for my rudeness ကျွန်တော်ရဲ့အမှားတွေအတွက်မင်းကိုတောင်းပန်ပါတယ်ဆိုရင် I apologize to you for my mistakes ကိုတောင်းပန်ခြင်းတဲ့သူကို to နဲ့တွဲပြီးပြောမယ်ကိုရဲ့တောင်းပန်ခြင်းတဲ့အကြောင်းအရာကိုကြတော့ for နဲ့တွဲပြီးတောင်းပါ to ရဲ့နောက်မှာသူကိုတောင်းပန်ပါလဲဆိုတော့ person ကိုထည့်ပေးရတယ် for ရဲ့နောက်မှာကြတော့ဘာအတွက်တောင်းပန်ပါလဲဆိုတော့ noun ကိုထည့်ပေးရတယ်ဒါကအထာကြတောင်းပန်နေပြီပါနော်